ကျွန်တော်အရင်ဗီဒီယိုမှာပြတော့ကအခုလို့တုံးလာတဲ့စီတွေပေါ့နော်ဒီစီတွေကကျွန်တော်အရင်ဗီဒီယိုမှာပြတော့ကဒီဓာတ်တွေမှာခန်းစည်းခွဲနေရမှာတုံးတယ်အခုဒီမှာကျတော့အဲ့လိုမဟုတ်ဓာတ်တွေမှာတုံးတာနော်ဓာတ်တွေမှာလည်းတုံးနေတယ်ဒါကတော့ကျွန်တော်တို့တွေဒီမှာလည်းအဲ့လိုတုံးတယ်ဓာတ်တွေကိုဓာတ်တွေနဲ့ပဲခွေတယ်နော်ဒါပေမဲ့ဒီကောင်ကနည်းနည်းတော့ခေါက်စားရတယ်ဝရိတ်လိုမျိုးကျွန်တော်တိတ်ပြီးတော့ဝရိတ်ဆော်လို့မရအတွက်တန်နေလိုမျိုးတိတ်ပြီးဝရိတ်ဆော်လို့မရအတွက်အခုဒီလိုမျိုးချိစကူထိုးပြီးတော့တို့နည်းနည်းကြံရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဗုဒ္ဓအနေနဲ့မြောက်ပေးတာပါလောကမတိတဲ့လူတွေတော့ဆိုရင်ဒါတွေကဗုဒ္ဓတွေရတယ်နောက်ပြီးတော့အတွေ့အကြုံတွေရတယ်ကျွန်တော်တို့မှဒါကိုမလေးရှားရောက်မှကြုတ်ဘူးတာပေါ့နော်ကျွန်တော်ဒါအမှန်တိုင်းပြတာပါကျွန်တော်တို့မှမလေးရှားရောက်မှဒါတော့ရတဲ့အဆင်ပြေတယ်ဗျာကျွန်တော်တို့ကြောက်ဆက်နဲ့ဖြတ်စရာတော့မလိုဘူးတချို့ဟာတွေဆိုရင်ကျွန်တော်တို့တော်တန်လောက်ဆိုရင်ဒီကက်ကြီးနဲ့ဖြတ်လို့ရတယ်ကက်ကြီးနဲ့အကောက်စားနဲ့ဒီစကူဇက်ကြတော့ပတိကန်နဲ့ဆိုရင်ဒီကလောက်လို့ရတယ်လေပတ်တယ်နော်ပေါ်ကများတာနဲ့အိုမီဂါကြီးထုတ်ထားတယ်ဆိုတော့လေဒါအကုန်လုံးကဒီစကူထိုးရုံတွေရတဲ့အလုပ်တွေပါ